ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ HH Channel ရဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ Fashion OST Bus အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်လေးက K-drama တွေကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက်နာမည်ကြီးလူကြိုက်များတဲ့မင်းသားမင်းသမီးတွေရဲ့ fashion တွေအကြောင်းတွေကိုတင်ဆက်ပေးသွားမယ့်အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်ဒီတစ်ပတ်အစီအစဉ်မှာတော့အရင်တစ်ခေါက်အစီအစဉ်တွေလို့ဇလန်တွေကမင်းသားမင်းသမီးတွေရဲ့ fashion တွေမဟုတ်ဖေနဲ့ပြီးခဲ့တဲ့အပတ်တွေတုန်းက HH Channel မှာတင်ဆက်ပေးသွားခဲ့တဲ့2024မှာထွက်ရှိခဲ့တဲ့ဇလန်တွေတွေကမှ hit ဖြစ်ခဲ့တဲ့မင်းသမီးတွေကအချို့တွေရဲ့ fashion တွေအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပရိသတ်ချစ်တော်နာမည်ကြီးမင်းသမီး Fashion ဟေနဲ့အစဖွင့်လိုက်ပါမယ်နော်မင်းသမီး Fashion ဟေကဒီဇလန်တွေထဲမှာနမ်ဟာနူလို့ခေါ်တဲ့ဆရာဝန်မလေးနေရာကနေတရုပ်ဆောင်ထားတာပါမင်းသမီး Fashion ဟေရဲ့ outfit and sprite တွေကဆရာဝန်မဝတ်ဆင်ထားတဲ့ဝတ်စုံလေးတွေကမှပထမဆုံး look one ကတော့ရိုးရိုး V11 T-shirt အင်ဂျီပေါ်မှာ groove က navy ရောင် jacket အင်ဂျီကိုအပေါ်ထပ်အနေနဲ့တွဲဖက်ပြီးတော့အဖြူရောင်ကျင်းပေါင်းမီကိုဝတ်ဆင်ထားတဲ့ရိုးရိုးရှင်းရှင်းလေးနဲ့လှနေတဲ့ outfit လေးပဲဖြစ်ပါတယ်groove က navy ရောင် jacket အင်ဂျီလေးရဲ့တန်ဖိုးကတော့ဒေါ်လာ183ပဲဖြစ်ပါတယ်look 2ကတော့ casual look ဖြစ်တဲ့ရှက်အင်ဂျီအဖြူနဲ့အပြာရောင်ကျင်းပေါင်းမီကိုဝတ်ဆင်ထားပြီးတော့ရှက်အင်ဂျီအဖြူပေါ်က Ashway ရဲ့ light yellow colorless jacket ကိုဝတ်ဆင်ထားတဲ့ look လေးပဲဖြစ်ပါတယ်။သူ့ရဲ့တန်ဖိုးကတော့ဒေါ်လာ6140ပဲဖြစ်ပါတယ်ရှင်။ look 3အနေနဲ့ရှင်းထေကလန်နီနာက hazel chromat ရောင်တရေ jacket နဲ့နှွေးထွေးပြီးတော့တက်တာရှိနေတဲ့ look လေးပဲဖြစ်ပါတယ်။ဒီ jacket လေးရဲ့တန်ဖိုးကတော့ဒေါ်လာ286ပဲဖြစ်ပါတယ်။ Sweet 180ကနုနှစ်ရောင်အင်ဂျီလေးကမင်းသမီးလေးကိုမိန်းကလေးဆန်ဆန်လေးနဲ့လှပစေနေရပဲဖြစ်ပါတယ်ဒီဝတ်စုံလေးရဲ့တန်ဖိုးကတော့ဒေါ်လာ183ပဲဖြစ်ပါတယ်Low fight အနေနဲ့ကတော့ iron stitch shack လေးကိုပေါ့ပေါ့ပါပါဝတ်ဆင်ပြီးတော့ရိုးရိုးရှင်းရှင်းတဲ့အရန်ကိုလှနေတဲ့ office လေးပဲဖြစ်ပါတယ်ဒီ office လေးရဲ့ price ကတော့ဒေါ်လာ100ပဲဖြစ်ပါတယ်ဒုတိယတစ်ယောက်ကတော့ Lovely Runner ရဲ့ဇညွှန်းရေးဆရာမကသူ့ရဲ့ဇက်ကောင်အတွက်မင်းသမီးဟာ Kim Hae-yeon ပဲဖြစ်ရမယ်ဆိုပြီးတွေးမိလောက်အောင်အထိအချစ်ခံရတဲ့မင်းသမီးလေး Kim Hae-yeon ရဲ့ fashion တွေကနေစလိုက်ချင်ပါတယ်နော်မင်းသမီးလေး Kim Hae-yeon ကအဲ့ဒီဇလန်ထဲမှာ Imso လို့ခေါ်တဲ့ကောင်မလေးနေရာကနေတည်ဆောင်ထားတာပါပထမဆုံး look one ကတော့ T-shirt အဖြူရောင်လေးကို green sleeveless strap one piece dress လေးရိုးရိုးရှင်းရှင်းလေးတွဲဝတ်ထားတာပဲဖြစ်ပါတယ်ဒီဝတ်စုံမှာဆိုရင်တော့ summer vibe ကလည်းအပြည့်ရနေတာပါတန်ဖိုးအပြင်ကတော့ဒေါ်လာ60ပဲဖြစ်ပါတယ်ရှင်look 2ကတော့ light yellow color puff sleeve sweater လေးကို casual look အနေနဲ့ဝတ်ဆင်ထားတာပဲဖြစ်ပါတယ်ဒီဝတ်စုံလေးကတော့ဒေါ်လာ155ပဲဖြစ်ပါတယ်Look 3အနေနဲ့ Salt and Chocolate က flower sleeveless dress လေးကမင်းသမီးကိုရိုးရိုးရှင်းရှင်းလေးနဲ့နူးညံ့တဲ့ main ကလေး look လေးကိုပေးဆွနေတာပဲဖြစ်ပါတယ်။ price ကတော့ဒေါ်လာ122ပဲဖြစ်ပါတယ်ရှင်။ Look 4 City Breeze ကအပြာရောင် cardigan လေးကလည်းမင်းသမီးလေးနဲ့အရန်ကိုလိုက်ဖက်ပြီးတော့လှပနေတာပါ။ဒီအင်ဂျီလေးရဲ့ဈေးနှုန်းကတော့ဒေါ်လာ100ပဲဖြစ်ပါတယ်ရှင်။ Look 5ကတော့ retro look လေးဖြစ်တဲ့ Adidas Original Color Block 70 Knit Fax လေးပဲဖြစ်ပါတယ်။သူရဲ့ price ကတော့ဒေါ်လာ100ပါ။ Fashion OST ဘတ်အစီအစဉ်ကနေနိုင်ငံတကာရုပ်ရှင်ဂီတဘွတ်တက်စတဲ့နေပေဆောင်က fashion တွေနဲ့ဒေသချင်းတွေအကြောင်းကိုအပြည့်အဝခန်းစားသွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်လေးကနေထုတ်လွှင့်စေခြင်းနဲ့တချင်းလေးတွေရှိရင်လည်းတောင်းဆိုလို့ရကြောင်းကိုသတင်းကောင်းလေးပါအပ်လိုက်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်။